ဆောင်စားနေသူမှာကဲမျောလေးနေကြတော့သူလေးတွေပါမငယ်ကအရင်တော့ဆိုရင်တခါတည်းကိုနှစ်ကက်ချစ်ပေးတယ်အခုခောက်ကကြတော့မငယ်ကတတ်ပေါ့နော်တကက်ချန်ထားပေးပါတယ်ရှင်အဲ့ဒါကမငယ်ကိုချစ်ခင်ကြတဲ့အားပေးကြတဲ့လူလေးတွေတော့ပါဒီတကက်လေးကပေါ့နော်အဲ့ဒါဆိုရင်မငယ်ကဒီတကက်လေးကိုမငယ်ချစ်ပြပေးမယ်မငယ်ရဲ့ video file လေးကိုလိုက်ရင် share လေးတွေလုပ်ပေးဖို့မမေ့ကြပါနဲ့ရှင်မငယ်ကိုချစ်တဲ့အားပေးနေတယ်အမြဲတမ်းမငယ်ခက်ချစ်ကလေးတွေကိုမျောလေးနေတယ်နောက်ထပ်လည်းကြည့်ချင်သေးတဲ့လူတွေဆိုရင်မနော်လိုက်ရင် share လေးတွေပေးမယ် follow လေးတွေလုပ်ပါပေါ့လုံးဝကိုမေ့လို့မရတော့ကိစ္စလေးပေါ့နော်ပြီးတော့တဲ့ခါကျရင်ပေါ့နော်ထိုက်ရင်လေးရှူကြပါလို့ဘာဖြစ်လို့ဆိုမငယ်ကဒါခက်ချစ်ကက်ပေါ့နော်မငယ်လည်းဈေးလည်းမကြီးပါဘူးရှင်ဒါတကက်ကိုမှ68ဘတ်ပဲနော်ပုတ်ခအပီးနဲ့ထိုင်းနိုင်ငံမှာပေါ့နော်မှာယူလို့ရတယ်တခြားလူလိန်တွေလိုမျိုးပေါ့နော် messenger မှာဟားလိုက်ပေးပါ3000 4000တွေပေါ့နော်ကနန်းကိုကွက်တိအတိအကျအဲ့လိုမျိုးမန်ပါကနန်းတို့ဘာလို့တွေရှိကြပါတယ်မငယ်တို့ကမန်ပါလည်းမရှိပါဘူးမန်ပါဝင်ကြလည်းပေးစရာမလိုဒါခက်ချစ်ကက်ကွက်ကိုလိုချင်ကွက်ကိုသွားမှလို့ရတဲ့ခက်ချစ်ကက်လေးရိုးရိုးတန်တန်ခက်ချစ်ကက်လေးပေါ့နော်အဲ့ကွက်ကိုချစ်ချင်တဲ့လူတွေဆိုကွက်ကိုမှားမယ်မငယ်စီမှာမတက်တဲ့လူဆိုလာမှခန်းလို့လည်းရတယ်ကွက်ကိုမှားတက်တဲ့လူတွေဆိုမငယ်ကိုပဲအားပေးချင်တဲ့လူဆိုမငယ်လစ်လေးတွေရှိပါတယ်ရှင်အဲ့လစ်မှာပေါ့နော်သွားဝယ်ပါမငယ်ဗီဒီယိုဖိုင်လေးမှာလစ်လေးချပေးပါမယ်နော်ပြီးသွားတဲ့ခါကျတခါရှင်းပြပေးတယ်လေကြောရှိတယ်မထင်နဲ့အမြဲတမ်းရှင်းပြပေးတယ်နော်ဗာလဲ messenger မှာဟိုင်းပြီးတော့ပေါ့နော်မငယ်တော့မဟုတ်ပါဘူးရှင် messenger မှာဟိုင်းပြီးတော့လူလိန်အကောက်တွေရတော့နော်အသေးတော့လူလိန်အကောက်ကိုသွားကြည့်နော်လူလိန်ပဲပေါ့နော်ဒါမငယ်ကကြတော့မငယ်ကိုအမြဲတမ်းအားပေးတဲ့လူတွေဆိုသိတယ်မငယ်ကဒီလိုခက်ချစ်ကက်ကိုရိုးရိုးတန်းတန်းလေးပဲမငယ်ခက်ချစ်ပြတယ်ဟိုတစ်ဘက်ကတော့နှလုံးပါတယ်ပေါ့နော်ဒီတစ်ပတ်လည်းမငယ်ကမပြောရဘူးနှလုံးထိုးလို့ပါလို့မငယ်ကနှလုံးဝါသနာမှာပါလို့အဲ့ဒါခါကျတော့ဒီမှာ3လုံးနှလုံးကသူကပေးထားတယ်ခက်ချစ်တဲ့ခါကျရင်3လုံးနှလုံးပါတယ်ပေါ့နော်3လုံးကြိုက်တယ်လို့3လုံးထိုးနှလုံးကြိုက်တယ်နှလုံးထိုးပေါ့နော်ပေါက်ပါစီလို့လည်းမငယ်ဆူတောင်းပေးပါတယ်ရှင်ကန်ဆက်နံပါတ်ဆိုလည်းမငယ်ဆူတောင်းပေးပါတယ်ခုနှစ်သားသမီးအားလုံးအဆိုမငယ်ချစ်ပြပေးတော့မယ်နော်ကဲခက်ချစ်ပေးပါမယ်ရှင်ဟိုတပတ်ကဟာရောပေါ့နော်မငယ်နာပြီးကြရင်တပ်ပုံလေးတွေတင်ပေးပါမယ်လို့အမလေးဒါကကြတော့ဗာလဲရှစ်ဒါလေးလားခွန်လားတမျိုးလေးရှမ်းလို့ရေးထားလားสีละเจ็ดสีนะแก8นี่ตัวนี้7ไม่ใช่เหรอสี่ไม่ใช่เหรอไม่ใช่อ๋อ7แต่เย่ဒါတော့ဘောနော်သူရေးတာကဟိုမဖြစ်တာရှင်းနှစ်ခွန်ဘောနော်ရှင်းနှစ်ခွန်တကယ်လို့ကိုကလေရှင်းနှစ်လေးပါနည်းနည်းထိုးပေးသူကနန်းကလည်းကွာတဲ့ဟိုခဏလေးသူကနန်းကလည်းဟိုကဖြစ်နေတာဟိုဘယ်လိုပြောမလဲဟိုဗာလဲလေးလို့ခွန်လို့ဖြစ်နေလို့နော်ကဲမငယ်အဓိကကတော့ तू ကတော့ရှင်းနှစ်ခွန်မှာဟုတ်တယ်ဟုတ်ရှင်းနှစ်ခွန်ဒါပေမဲ့ကွာလေးပါထိုးပေးပါ9နှစ်ရပေါ့နော်နောက်တစ်ခါပါပြပေးမယ်နော်ဒီလိုကမှာပါဟိုနေ့ကမငယ်ချစ်ပြပေးတဲ့ဟာပေါ့နော်4 5 3ခွန်6ဒါကရှင်းနှစ်ခွန်ပေါ့နော်ကဲအသေးလို့မငယ်ပြောပြပြီနော်ရှင်းနှစ်လေးပါထိုးထားပါလို့နော်ဒီနှစ်ကွက်လေးပါဒါခက်ချစ်နှစ်ပတ်လေးမငယ်အမြဲတမ်းအပတ်တိုင်းခက်ချစ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မငယ်ကိုပေါ့နော်ဗီဒီယိုဖိုင်လေးကိုကြည်တာနဲ့ပေါ့နော် like and share လေးအပန်းနဲ့မကြည့်ပါဘူး follow လေးတွေလုပ်ပေးပါလို့မငယ်ကတောင်းဆိုပါတယ်ရှင်